အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကနေ့14ရက်တလပိုင်း2026 4နာရီ30ဗုဒ္ဓဝူးနေ့ညနေပိုင်းအတွက်ပါမနက်ကတော့ကျွန်တော်တို့ main တင်ခွက်ပါခဲ့တယ်เนาะမနက်က8နှစ် main တင်ခွက်မှာပါခဲ့တယ်ကဲကျွန်တော်တို့ဒီညနေတော့ကျွန်တော်တို့ပြန်ကြ formula site ကလေးနဲ့ပဲကျွန်တော်တို့အတူလေးပေးမယ်ဗျာเนาะဒီညနေမှာကျွန်တော်တို့ဗရိတ်ကတော့1ဗရိတ်5ဗရိတ်တို့တွေ့ရှိထားတယ်เนาะ1ဗရိတ်5ဗရိတ်တော့တွေ့ရှိထားပါတယ်ဒီညနေထိပ်စီးလိုင်းမှာကကျွန်တော်တို့ထိပ်စီးမှာကျွန်တော်တို့ဒီညနေ9 3ည8ထိပ်စီတွေ့ထားတယ်9 3ည8ထိပ်စီလို့တွေ့ထားတယ်အပိတ်ကတော့ကျွန်တော်တို့2 6ခွန်လို့တွေ့ထားပါတယ်เนาะ2 6ခွန်လို့တွေ့တယ်ဒီညနေမှာအခွေရှိပါမယ်ဒီညနေမှာအခွေကတော့9လုံးအခွေရှိမယ်ဗျဒီညနေအခွေကเนาะကျွန်တော်တို့ဒီညနေအခွေက2 4 5ခွန်3ညအပီးခွေတစ်ခွေရှိပါတယ်2 4 5ခွန်3ညအပီးခွေတစ်ခွေရှိတယ်ဗျအကုန်ပါများเนาะဒီဘက်မှာကျွန်တော် site ကလေးနည်းနည်းပြပေးမယ်เนาะအမြန်လေးပြပေးမယ်1မိနစ်ပဲရှိသေးတယ်เนาะဗီဒီယိုလေးကအတူလေးတွေပဲတင်ပေးမှရမယ်ကဲဘလို့စင်းတယ်လဲဆိုရင်ကျွန်တော်တို့15လို့စင်းတဲ့ formula site เนาะ15လို့စင်းပြီးတော့ကျွန်တော်တို့ဒီမှာခွန်3ညလို့စင်းထားတဲ့ site เนาะအဲ့ဒီ site ပါအဲ့အတိုင်းပဲကျွန်တော်တို့3.1လို့စင်းထားတယ်အခုလည်း3.1လို့စင်းထားတယ်ယခုဒီညနေဒီမှာလာမယ်ပေါ့နော်ကဲအဲ့ဒီ site တိုင်း formula လေးတိုင်းပဲကြမယ်ဆိုလို့ရှိရင်အခွေကဘာအခွေထွက်မလဲဆိုလို့ရှိရင်2 4 5ခွန်3ညအခွေထွက်မယ်တဲ့နော်2 4 5ခွန်3ညကိုမှအဲ့ဒီထဲကနေကျွန်တော်ကတော့နက်ခတ်နှစ်တွဲကိုဦးစားပေးကစားစီခြင်းနဲ့နက်ခတ်နှစ်တွဲကိုဦးစားပေးကစားခြင်းနဲ့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီ15လို့ကျွန်တော်တို့ထောင်ထားတဲ့အောက်မှာကကျွန်တော်တို့ဟာဒီညနေပိုင်းမှာ2 4လို့တစ်ချိန်ဆင်းထားတယ်ဒီမှာလည်းနက်ခတ်ဆင်းတယ်လို့ဒီမှာလည်းနက်ခတ်ဆင်းခဲ့တယ်เนาะအခုဒီကနေ့ကျွန်တော်တို့တလင်းနာမှာ3.1နဲ့အင်္ဂါမှာ3.1လို့ဆင်းထားတဲ့အတွက်ကြောင့်မို့လို့ဒီ3.1ရဲ့အောက်မှာလည်းကျွန်တော်တို့3.1လို့လည်းပြန်လာတတ်ပါသေးတယ်3.1လို့လည်းပြန်လာတတ်ပါတယ်เนาะဒီညနေမှာ3.1ကိုရန်ပေးပါကြိုက်ချင်တော့တင်ကစား3.1ကိုမကြိုက်ချင်ရန်ထားပါဒီညနေမှာကဲဟုတ်ပြီအဲ့ဒါဆိုရင်လည်းကျွန်တော်ရဲ့ကိုမတွေနှလုံးပေါင်းချင်းနှစ်ပါဝါခွန်လို့ရိုက်ထားရဲ့နှလုံးပေါင်းချင်း3ညက3ညလို့ရိုက်ထားတာရဲ့เนาะအဲ့ဒီမှာကျွန်တော်တို့ဒီမှာတင်ငါရှင်းနှလုံးပေါင်းချင်း2ပေါ့เนาะရှင်းနှလုံးပေါင်းချင်း2ပါဝါခွန်ရဲ့2နက်ခတ်4ရဲ့ဆိုပြီးတစ်ချိန်ရှိမယ်ဒီမှာ9နှလုံးပေါင်း3ညပါဝါ9နဲ့3ညနက်ခတ်ခွန်ဆိုပြီးတော့အဲ့ဒီမှာ80လို့ထွက်ခဲ့တာအခွေသဘောနဲ့လည်းရှိထားတယ်နော်အခွေသဘောနဲ့လည်းရှိထားတယ်အခုဒီမှာကျွန်တော်3.1ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်3.3နှလုံးပေါင်းတော့3ညရဲ့3ညပါဝါ9ရဲ့3ညနက်ခတ်ခွန်ရဲ့ဖြစ်တယ်လို့1နှလုံးပေါင်းတော့လည်း2ပါ2ပါဝါခွန်ရဲ့2နက်ခတ်4ရဲ့ဆိုပြီးဒီညနေမှာဒါမျိုးလေးခွေကြည့်မယ်ခွန်နှလုံးကိုက်နေတဲ့အတွက်ခွန်တစ်လုံးမှာလို့ရတယ်နော်3.5ခွန်နဲ့2ခွန်4ဒီကောင်ကိုကျွန်တော်တို့တွဲပြီးတော့ကစားလို့ရပါတယ်အဲ့ဒီမှာခွန်ဘူးလေးပါထည့်ကစား3ညဘူး5ဘူးခွန်ဘူး2ဘူး4ဘူးပါထည့်ကစားပြီးဒီညနေဒါကြောင့်မလို့2 4 5ခွန်3ညတွေကနေနက်ခတ်နှစ်တွဲအနေနဲ့ဆိုရင်ကျွန်တော်တို့3ညခွန်နဲ့နော်3ညခွန်ရဲ့2 4ရဲ့နှစ်ကွက်ကိုဦးစားပေးကစားပါ2 4နဲ့3ညခွန်နော်ခွန်3ညနက်ခတ်နှစ်တွဲဦးစားပေးကစားပဲဒီအခွေတွေကနေ2 4 5ခွန်3ညအခွေတစ်ခွေရှိပါတယ်နော်2 4 5ခွန်3ညအခွေတစ်ခွေရှိရဗျဒါကတော့ကျွန်တော်တို့15နဲ့3.1ရဲ့ formula site ကလေးတွေနော်အဲ့ site ကလေးကိုပြပေးတာဒီညနေမှာထိပ်စီးက9.8ရဲ့အပိတ်ကတော့2.6ခွန်ရဲ့ရှိထားတယ်မနက်က8တလုံးကျွန်တော်ပြောပေးခဲ့တယ်တော့ကျော်ရကိုမတွေနေကုန်မှာ8 4လို့ပြောပေးထားတယ်နော်နေကုန်8 4မှာ8တလုံးပုံပါတယ်ဘာကြောင့်လဲဆိုရင်မနက်ကလည်းကျွန်တော်တို့က8ကိုထိပ်စီးရတော့ပေးထားတယ်ဒါပေမဲ့အပိတ်ကထွက်တယ်မနက်က8နှစ် main တင်ထဲမှာပါတယ်2 8နဲ့အာထွက်တယ်ပေါ့ကဲဒါဆိုရင်ကျွန်တော်နေကုန်မှာ8ခွန်3ညက8တလုံးပါထားတယ်မနက်ကကျွန်တော်တို့မနက်ညအထီကီးမှာ816ကမနက်က8တလုံးထိတော့ဒီညနေမှာ16တလုံးကလည်းထိတတ်တယ်တဲ့နော်45နဲ့48မနက်က48တလုံးပါထားတယ်နော်8တလုံးကမနက်ကတည်းကကျွန်တော်អော်ပေးခဲ့တယ်နော်နေကုန်မှာ8တလုံးကောင်းတယ်နော်ကဲဒါဆိုရင်တော့ဒါကကျွန်တော်2 4 5ခွန်3ညအခွေလေးကိုပြောပေးတာဖြစ်ပါတယ်နော်2 4 5ခွန်3ညအခွေလေးရဲ့အကြောင်းကိုရှင်းပြပေးတာကဲဒါဆိုရင်ထိပ်ပိတ်လိုင်းကိုဒီညနေတွဲကြည့်မယ်ဆိုလို့ရှိရင်ထိပ်ပိတ်လိုင်းမှာကကျွန်တော်တို့နော်ထိပ်ပိတ်လိုင်းမှာကျွန်တော်တို့9ထိပ်စီ9ထိပ်စီရယ်2နောက်ပိတ်ရယ်9ထိပ်စီနဲ့6နောက်ပိတ်ရယ်9ထိပ်စီနဲ့9နောက်ပိတ်ဆိုပြီးတော့
အဲ့ဒါဆိုရင်9နှစ်နဲ့9ခွန်ကတော့ဒီအခွေထဲမှာထိပါတယ်9နှစ်နဲ့9ခွန်နဲ့ဒီအခွေမှာထိသွားပြီဒါဆို3ညထိတ်2ပဲ့ရဲ့3ညထိတ်6ပဲ့ရဲ့3ညထိတ်နဲ့ခွန်ပဲ့ရဲ့မှာကျွန်တော်တို့အခွေတစ်ခွေထိပြန်ပြီခွန်3ညခွန်ဆိုတော့အခွေထိပြီเนาะကဲဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီ3ည2ကလည်းဒီမှာအခွေထိပါတယ်2 3ညဆိုပြီးဒီအခွေတွေကထိတယ်3ည2ဒါဆိုရင်8ထိတ်စီ8ထိတ်စီကို2ပဲ့ရဲ့8ထိတ်စီကို6ပဲ့ရဲ့8ထိတ်စီကိုခွန်ပဲ့ရဲ့တဲ့ဆိုပြီးတော့ကျွန်တော်တို့ဒါမျိုးလေးလည်းတွေ့ရတယ်เนาะအဲ့ဒါဆိုရင်ဒီညနေမှာကျွန်တော်တို့เนาะကဲမိတ်တင်ကွက်ကလေးရွေးချယ်ပေးမယ်အကိုမများကြိုက်နေတက်ချင်အခွေက245ခွန်3ညပါ245ခွန်3ညပါကဲမိတ်တင်ကွက်ကလေးရွေးချယ်ပေးမယ်ဗျအကြိုက်တူရင်ယူလို့ရတယ်ကျွန်တော်ရဲ့ကိုမများဒီကနေ့ကတော့ကျွန်တော်14ရက်တလပိုင်း2026ရက်ဗုဒ္ဓဘူးနေ့ညနေ4:30အတွက်မိတ်တင်ကွက်က3ညခွန်3ညခွန်86 3ညခွန်86 8ခွန်ရှိမယ်ဗရိတ်ကခုနကပြောပေးထားတဲ့ဗရိတ်လိုင်းတော့ရေးမပေးတော့ဘူးဒီညနေမှာက1ဗရိတ်နဲ့5ဗရိတ်တွေ့တယ်เนาะ1ဗရိတ်5ဗရိတ်တော့တွေ့တယ်ကိုမများเนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မိတ်တင်ကွက်မှာ3ညခွန်ရယ်86ရယ်8ခွန်ရယ်ပြီးရင်ကျွန်တော်တို့5ခွန်ရယ်ဖြစ်ပါတယ်ဒါကတော့မိတ်တင်လေးခွက်ပါပြန်အားရိုက်ပေးပါမနက်ကလည်းမိတ်တင်ခွက်မှာကျွန်တော်တို့အားနဲ့မိခဲ့တယ်8နှစ်ကိုအာဘက်ကထွက်သွားခဲ့တယ်2 8နဲ့เนาะကဲဒီညနေမိတ်တင်လေးခွက်က3ညခွန်86 8ခွန်နဲ့5ခွန်ဒူမိန်ရေးပေးမယ်ဒူမိန်မှာတော့ကျွန်တော်တို့ဒူမိန်ကကဲ8နှစ်ကတော့မထည့်တော့ဘူးကြိုက်ချင်ပြန်ကစားပေးเนาะ8နှစ်တကွက်ကတော့မထည့်ပြီးတော့ဘူးကြိုက်ချင်ပြန်ကစားပေးပါဒီညနေမှာကျွန်တော်တို့9နှစ်ရှိမယ်9နှစ်9နှစ်နဲ့96เนาะ9နှစ်နဲ့96ကျွန်တော်မနက်ကပြောပေးထားတယ်ကြံချိန်မှာ1ဗရိတ်9ဗရိတ်တစ်ကြိမ်ဆင်းဖို့ရှိတယ်1 9ဗရိတ်တစ်ကြိမ်ဆင်းဖို့ရှိထားတယ်ပြီးတော့ကျွန်တော်ပြောပေးခဲ့တယ်3ညဗရိတ်ရဲ့အပူးရဲ့ညီကိုရဲ့ဆင်းဖို့ရှိတဲ့ထဲမှာမနက်က3ညဗရိတ်ဆင်းသွားခဲ့တယ်เนาะအကိုမတွေမှတ်မိလားအင်္ဂါနေ့ကခွန်3ညဗရိတ်ဆင်းထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကြံတဲ့အချိန်တွေမှာ3ညဗရိတ်ရဲ့အပူးရဲ့ညီကိုရဲ့လာဖို့ရှိတယ်လို့မနက်ကပြောပေးခဲ့တယ်3ညဗရိတ်နဲ့မနက်က8နှစ်လို့ပေးခဲ့တယ်เนาะကဲဒါဆိုရင်ကျွန်တော်တို့ဒီညနေဒူမိန်အနေနဲ့ကျွန်တော်တို့96ရှိမယ်96 5ခွန်ပါပြီเนาะ96 5ခွန်ပါပြီ9နှစ်5ခွန်9နှစ်96ပါပြီပြီးရင်3ညခွန်ကပါပြီเนาะကဲမိန်တင်ကွက်ထဲမှာကျွန်တော်ရွေးပေးမယ်မိန်တင်ကွက်ကကြံမခဲ့မှာဆိုလို့เนาะမိန်တင်ကွက်3ညခွန်86 8ခွန်5ခွန်ဆိုပြီးမိန်တင်4ခွက်ပါသွားပြီเนาะ8နှစ်ကတော့ကျွန်တော်တို့မထည့်ပြီးတော့ဘူးထည့်ကြိုက်ချင်းထည့်ကစားထားပြီเนาะ8နှစ်တကွက်ကတော့မနက်ကကနန်းကြိုက်ချင်းတော့ထည့်ကစားထားဒါဆိုဒူမိန်မှာ9နှစ်96 5နှစ်56 3ည6เนาะ3ည6ရှိမယ်2 4ရှိမယ်ဗျ2 4ကမထည့်လို့မရဘူး2 4เนาะ2 4ရှိမယ်ကဲတကယ်လို့ကျွန်တော်ပြောတဲ့ဒီကြံချိန်မှာ1ဗရိတ်9ဗရိတ်နဲ့လာခဲ့ရင်နဲ့เนาะကြံချိန်မှာ1ဗရိတ်9ဗရိတ်လာခဲ့ရင်1ဗရိတ်9ဗရိတ်လို့လာခဲ့ရင်ကျွန်တော်တို့1ဗရိတ်နဲ့ဆိုလို့ရှိရင်တော့4ခွန်ရှိမယ်9ဗရိတ်ဆိုရင်4 9ရှိမယ်ဒါเนาะဒီမှာ2ခွန်ကလည်းကျွန်တော်တို့เนาะအခွေလေးတော့ကစားပေးထားပါ2 4 5ခွန်3ညအခွေကစားထားပါတော့2 4 5ခွန်3ညအခွေလေးဒီမှာရေးပေးမယ်နော်3ည2တို့ပါတို့ထည့်ပြီနော်3ည2ထည့်ပြီဒါကတော့ကျွန်တော်တို့ဒူမိန်ကွက်ပါနော်ဒူမိန်ကွက်ဒီထဲမှာကျွန်တော်ဘာလေးတွေအားကောင်းလဲဆိုရင်ဗရိတ်လိုင်းနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့နော်ဒီမှာအခွေလေးခွေပေးမယ်ဒီအခွေကကျွန်တော်တို့2 4 2 5 2ခွန်20เนาะ20ဆိုရင်ဒီမှာကျွန်တော်တို့ဓာတ်တွေညှိထားတယ်เนาะဒီမှာ3ည2ကဲဒါဆိုရင်ကျွန်တော်တို့4တလုံး4 5 4ခွန်เนาะ1ဗရိတ်တွေနဲ့မိတယ်4ခွန်2ခွန်1ဗရိတ်နဲ့မိတယ်4 5 9ဗရိတ်နဲ့မိတယ်เนาะ4 5 2ခွန်နဲ့4 5ဒီ9ဗရိတ်မိတယ်4ခွန်ဒီ1ဗရိတ်မိတယ်ဒါကကျွန်တော်ပြောထားတဲ့ကြံအချိန်မှာ1ဗရိတ်9ဗရိတ်တစ်ချိန်ဆင်းဖို့ရှိတယ်လို့ပြောပေးထားတာနဲ့ညှိတာเนาะ1ဗရိတ်9ဗရိတ်ကဒီညနေရလို့မဟုတ်ဘူးဒီညနေကဒီကကျွန်တော်တို့1ဗရိတ်9ဗရိတ်လာမယ်ဆိုတော့ဒါလေးတွေရှိတယ်ဒါဆိုရင်အခုကျွန်တော်ပြောပြတဲ့အထက်မှာ1ဗရိတ်ကဒီညနေပါထားတယ်เนาะ1ဗရိတ်5ဗရိတ်ရှိတယ်ဒီညနေเนาะဒီညနေ1ဗရိတ်5ဗရိတ်ဆိုရင်4ခွန်ထည့်ကစားပြီးလို့ရတယ်ကဲ4ခွန်40ပါ4ခွန်40ရှိမယ်ဒါဆိုရင်5တလုံးနဲ့5ခွန်နဲ့50 5ခွန်50ပြီးရင်ဒီမှာ80ရှိမယ်ဗျเนาะ
1 2 3 4 1 2 3 4 1 2 3เนาะကျွန်တော်တို့10ခွက်ရှိတယ်ဗျာเนาะ10ခွက်အားရင်ကျွန်တော်တို့အကွက်20တော့ဖြစ်မယ်เนาะဒီထဲမှာဆိုရင်ကျွန်တော်ဘာတွေပါထားလဲ80ပါမယ်9ခွန်ပါမယ်เนาะ80တို့9ခွန်တို့မိန်းတင်ကွက်ထဲမှာပါတယ်80နဲ့9ခွန်မိန်းတင်ကွက်ထဲမှာပါတယ်เนาะဒါကတော့ကျွန်တော်တို့အခွေပါเนาะအခွေဒီညနေလာရမယ်ကျွန်တော်တို့အခွေပါ24 5ခွန်3ညအခွေပါเนาะ24 5ခွန်3ညအခွေတွေကမှကျွန်တော်ကတော့မိန်းတင်ထဲမှာထည့်ထားတာ3ညခွန်နဲ့5ခွန်ထည့်ထားပြီးတယ်เนาะ3ညခွန်5ခွန်ထည့်ထားပြီးတယ်3ညခွန်နဲ့5ခွန်ထည့်ထားပြီးတယ်4ခွန်တကွက်ထည့်ခြင်းနဲ့เนาะဒီညနေတွဲကျွန်တော်တို့เนาะနှလုံးမတွဲလေးရနှလုံးမတွဲကနန်းက16ပါတဲ့เนาะနှလုံးမတွဲ16ပါနှလုံးမတွဲကနန်းက16နှလုံးမတွဲ16ကဲကျွန်တော် comment တွေမှာလာရေးထားတယ် live လွှင့်လို့မရတော့ဗီဒီယိုနဲ့ကြတော့ကျွန်တော်တို့မတွဲကနန်းလဲတောင်းလို့မရကြဘူးကိုမတွေအဲ့ဒါကြောင့်မလို့ဒီညနေမှာမတွဲကနန်းလေးပါလဲဆိုတာတော့ထည့်ပြောပေးခဲ့မယ်ဒီညနေမှာ၄လုံးမတွဲက949ပါတဲ့เนาะ949တဲ့เนาะ၄လုံးမတွဲက949ဖြစ်ပါတယ်နှလုံးမတွဲကနန်းက16ပါเนาะအကူမတွေကဲ17မိနစ်ရှိသွားပြီအဲ့ဒါတော်တော်တင်ယူရမယ်ကျွန်တော်တို့ကနန်းထွက်ပြီးတဲ့အချိန်မှပဲ line ပေါ်တက်လာမသိဘူးเนาะကဲအားလုံးပဲအောင်ပါစေဗျ၄လုံးမတွဲက949နှလုံးမတွဲကနန်းက16ပါเนาะ